Hallelujah အရောက်စီတိုင်းဘုရားသခင်အတစ်တဖန်ကောင်းကြီးပေးပါစေဒီနေ့ခရစ်တော်၌အတစ်တော်နူးထမှုဆိုတဲ့ခေါင်းစဉ်နဲ့ခွန်အားပေးချင်ပါတယ်ဆိုနှုတ်ကပတ်တော်ကအရင်ဆုံးဖတ်ချင်ပါတယ်လူမီဒီကခရစ်တော်၌ရှိလျင်အတစ်ပြုပြင်တော်တော်ဖြစ်၏ဟောင်းသောအရာတို့ကိုပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အတစ်ဖြစ်ကြ၏ဆိုတော့အဲ့ဒီနိုးထမှုဖြစ်စေနိုင်ဖို့လုံဟာအတစ်တော်အသက်တာဖြစ်စေနိုင်ဖို့လုံဟာပြောင်းလဲစေနိုင်ဖို့လုံဟာခရစ်တော်၌ရှိရှင်ပဲဖြစ်ပါတယ်ခရစ်တော်၌ရှိမှသာလျှင်ခရစ်တော်၌မိတ္တဟာယဖွင့်မှသာလျှင်အတစ်ပြုပြင်ခြင်းကိုရရှိသွားမှာဖြစ်တယ်တင်းရဲ့အသက်တာထဲ၌ပြောင်းလဲခြင်းကိုမြင်တွေ့မှာဖြစ်ပါတယ်2026ဖြစ်လို့တင်းရဲ့အသက်တာပြောင်းလဲမှာမဟုတ်ပါဘူးပြောင်းလဲပေမဲ့လေတလနှစ်လပဲခံမှာဖြစ်တယ်အခုကဇန်နဝါရီနောက်ဆုံးဖြစ်တယ်ပြီးတော့မှဒါမဲ့အတစ်မ2026မလာခင်မှာအိုးဘုံကနေနဲ့တွားတဲ့သူတွေအခုကတော့ငင်တွားတော့မှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲခရစ်တော်၌မှမရှိတာ။ဒါကြောင့်ခရစ်တော်၌ရှိမှတာရှင်တင်းရတတ်တာအတစ်တော်တတ်တာဖြစ်မှာဖြစ်ပါတယ်။အတစ်တော်နူးထမှုကိုဖြစ်စေမှာဖြစ်ပါတယ်။အာမင်။ဒါကြောင့်ခရစ်တော်၌ရှိဖို့ကအမတမအရေးကြီးတဲ့အရာဒီကိုယနေ့ပြောသွားမှာဖြစ်ပါတယ်အခုနနှုတ်ကပတ်တော်ဖတ်ပြီးဖြစ်ပါတယ်ဒါကြောင့်လူမီဒီကခရစ်တော်၌ရှိလင်းတဲ့အတိပြုပင်တော်ဖြစ်တယ်ဟောင်းတော်အရာတို့ကိုလည်းပြောင်းလဲ၍ခတ်သိမ်းတော်အရာတို့ဒီခတ်သိမ်းတော်အရာတို့ဒီအတိဖြစ်ကြပြီအာမင်ဒီအရာအလုံးဟောင်းတော့အရာမကောင်းတော့အရာဒီကျွန်တော်တို့အနာဂတ်ကိုလင်းစေမယ့်အရာဒီကခရစ်တော်၌ရှိခြင်းပဲဖြစ်ပါတယ်အာမင်အဲ့ဒီကျွန်တော်တို့ကမိုင်းကျွန်တော်တို့မျက်စိကျွန်တော်တို့ကဖယား၌ရှိဖို့လိုအပ်ပါတယ်ခရစ်တော်၌ရှိလေအတစ်ပြုပြင်ခြင်းကိုရရှိတယ်မှာဖြစ်ပါတယ်ခရစ်တော်၌ရှိလေအတစ်တော်ဖွင့်ပြခြင်းကိုရရှိမှာဖြစ်ပါတယ်ခရစ်တော်၌ရှိလေအတစ်တော်အောင်မြင်ခြင်းတည်းခရစ်တော်၌ရှိလေအတစ်တော်ဝင်ရေးဖက်မှာတိုးတက်ခြင်းကိုရရှိတော်မှာဖြစ်ပါတယ်နိုးထမှုရရှိတော်မှာဖြစ်ပါတယ် when we are in Christ we receive a new identity Hallelujah ကျွန်တော်ဒီခရစ်တော်၌ရှိတော်အခါကျွန်တော်တို့ဒီအတစ်တော်လက္ခဏာကိုရရှိမှာဖြစ်ပါတယ်အာမင်ဒါကြောင့်ရှင်ဘောလူကဘာပြောတယ်လဲဆိုရင်ငါဒီကိုယ်တိုင်မရှင်ခရစ်တော်ဒီငါ၌ရှင်တော်မူ၏တဲ့ကိုခန္ဓာ၌ယခုငါရှင်တော်အသက်ဒီခရစ်တော်ဤသားတော်ကိုယုံကြည်ခြင်းအားဖြင့်သာဒီတဲ့ဆိုအဲ့ဒီနူးထမှုက2026ဖြစ်လို့နူးထမှုဖြစ်စေမှာမဟုတ်နော်ဒါကြောင့်ခရစ်တော်၌ရှိခြင်းအားဖြင့်ခရစ်တော်၌တည်ခြင်းအားဖြင့်ခရစ်တော်၌အဆက်အတွေ့လောက်တော်သူသားလင်းနူးထမှုကိုဖြစ်စေမှာဖြစ်ပါတယ်အာမင်ဟာလေလုယာတော့အဲ့ဒီနူးထမှုကကျွန်တော်တို့ရဲ့တကူရရှိဖို့လုံဟာအဲ့ဒီဆိုလာကိုကြည့်မယ်ဆိုရင်ဆိုလာကနေအားကိုယူပြီးတော့ battery ချင်းမှာ obey ဘောနော် if you love me you will obey my commandment amen အဲ့ဒီ battery ကဘေကနေတစင်ယူတယ်ဆိုဆိုလာကနေကနေတစင်ဆိုလာမှာတွားတယ်တွားပြီးတော့ battery မှာတွင်းတယ်တွင်းပြီးတော့ RPB ဆိုတော့ဘယ်နေရာမှာလင်းလဲအင်သေးမှာမီတာစုသေးမှာပြီးတော့ရေရွာမှာဖြစ်ပေါ့နော်အဲ့ဒီလင်းလို့ရတယ်ဆိုတော့ထိုနှုတ်ကပတ်တော်၌အသက်ရှိတယ်ထိုအသက်ဒီလေလူတို့ရဲ့အလင်းဖြစ်တယ်အဲ့ဒီ battery ကနေစူးဆောင်တဲ့အရာမှာဒီနေ့တော့ကျွန်တော်ကဲသမင်းချက်မှာကျွန်တော်လင်းမယ်မိသားစုအတွက်မောင်နေတော့အရာဒီအလင်းပေးဖို့လုံမှာဘက်ထရီရှင်မှာတနေ့ကျရင်ကြွိုင်းလာတော့မှဖြစ်ပါတယ်3ယောက်နောက်မှဆိုတော့မလောက်လေ10ယောက်20တစင်ပြီးတော့တစင်လင်းလာတော့မှဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အဲ့ဒီအရာအားလုံးကခရစ်တော်မှာ
ရှိတယ်ခရစ်တော်နဲ့အဆက်အသွယ်လှုပ်ဖို့လိုတယ်ဆိုတဲ့အရာတွေပေါ့နော်ကျွန်တော်ပြောချင်ပါတယ်ဆိုတော့အဲ့ဒီကျွန်တော်တို့တကူပါဝါရှိလိုက်ဖို့လုံးဟာဘာအဓိကလိုအပ်တယ်လေဆိုတော့ယုံကြည်ခြင်းဒီကြားနာခြင်းအဖြစ်ဖြစ်တယ်ကြားနာခြင်းဒီလည်းဘုရားသခင်ဤစကားတော်အဖြစ်ဖြစ်တယ်အဲ့ဒီကျွန်တော်တို့ယုံကြည်တော်သူရဲ့အသက်တာထင်း၌ကြားရမယ့်နှုတ်ကပတ်တော်ကပါလေဆိုရင်ကြားရမယ့်အရာကပါလေဆိုရင်နှုတ်ကပတ်တော်ဖြစ်ပါတယ်ဖယားသခင်ရဲ့စကားတော်ကိုနေ့တိုင်းကြားရမှာဖြစ်ပါတယ်အဲ့ဒီကြားနာခြင်းကအမတန်မှအရေးကြီးတယ်တချို့တို့သူဒီယုံကြည်တော်သူဖြစ်လျက်နဲ့သူတို့ကြားနာတဲ့အရာကကြားနေတဲ့အရာကနှုတ်ကပတ်တော်မဟုတ်တော့ဘူးသူတို့ကြားနေတဲ့အရာကပါလေလောကအရာအဲ့ဒါကြောင့်ဝိညာဉ်ဖက်မှာနိုးထားမှုမဖြစ်ဘူးဆိုတော့သူ့ရဲ့အတ္တတာထဲမှာလေ dry ခန်းချောင်းနေတာဖြစ်ပါတယ် faith come by hearing and hearing by the words of God ကျွန်တော်တို့ကြားရမယ့်အရာတွေကဖယားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်ဖို့လိုအပ်ပါတယ်ကြားနာခြင်းကဘလောက်ထိအရေးကြီးတယ်လဲဆိုတဲ့အရာကငါခုချိပါတယ်ဆိုနံပါတ်1ကကြားနာခြင်းဟာအမတန်မှအရေးကြီးတယ်။ဘာကြောင့်လဲဆိုရင်ကြားနာနဲ့နားထောင်ခြင်းကအတူတူပါပဲ။ဆိုကြားနာခြင်းဟာတဲ့တင်ယူမှုကိုမြင့်တက်စေတယ်တဲ့။ဆိုကျွန်တော်တို့ကိုကြီးထွားရင်းဆက်စေရန်ကူညီပေးနိုင်သောကြောင့်ဖြစ်တယ်တဲ့။ကျွန်တော်တို့ကိုကြီးထွားရင်းဆက်စေရန်ကူညီပေးနိုင်သောကြောင့်ဖြစ်တယ်တဲ့။ဆုံးဖြတ်ချက်ချရမှာဘုရားသခင်စကားတော်ကိုကြားနာခြင်းဒီမရှိမဖြစ်လိုအပ်သောအရာဖြစ်တယ်။နော်ကျွန်တော်တို့အဲ့ဒီနှုတ်ကပတ်တော်တည်ခြင်းအပြင်နားထောင်ခြင်းအပြင်ကျွန်တော်တို့ရဲ့ချောင်းချနိုင်သောအမှားများမလုံမိစေရန်ကာကွယ်ပေးနိုင်သောကြောင့်ဖြစ်တယ်။ဘလောက်ထိကြားနာခြင်းဟာအမတန်မှအရေးကြီးတယ်။ယုံကြည်တော်သူဖြစ်လျက်နေပင်ဒီနှုတ်ကပတ်တော်ကိုမကြားတဲ့လူတွေမြောက်များစွာရှိတယ်။ဒါကြောင့်ဒီနှုတ်ကပတ်တော်ကိုနားထောင်တဲ့နောက်ပိုင်းမှာကျွန်တော်တို့ယုံကြည်တော်သူရဲ့ကြားနာရမယ့်အရာကဘုရားသခင်ရဲ့စကားတော်ကိုအမြဲတမ်းကြားပုတ်ချတယ်ဆိုတာကိုဒီပါလိုင်းချောက်အသက်ချပါဒါဆိုရင်တင်ရဲ့အသက်တာထင်းနိုင်နိုးထမှုဒီရောက်ရှိလာမှာဖြစ်ပါတယ်။အဲ့ဒီအရာဒီကကျွန်တော်တို့ကဘာဖြစ်စေတယ်လဲဆိုရင်တမန်တော်အခန်းကြီး1အငယ်ချစ်ထဲမှာဘာပြောလဲ You will receive power and the Holy Spirit comes on you ဘာလဲ and you will be my witnesses in your familyအဲ့ဒီနှုတ်ကပတ်တော်ကိုအဲ့ဒီဝိညာဉ်ကိုအဲ့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်တို့အတ္တတာထဲနဲ့အလုတ်လုတ်လာတဲ့အခါမှာနားလေတဲ့အခါမှာဖယားရဲ့တက်တဲ့ဖြစ်သွားတာဖြစ်တယ်ကျွန်တော်တို့အတ္တတာထဲ၌ကျွန်တော်တို့မိသားစုထဲမှာတဆင့်ပြီးတော့အတင်းတော်မှာစီကြုံလာတဲ့အခါမှာအဲ့ဒီနေရာမှာဖယားရဲ့ဘုန်းတော်ကိုထင်ရှားစေတာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီတကူတော်ကဖယားရဲ့တက်တဲ့ကိုဖြစ်စေနေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အမြဲတမ်းယေရှုနဲ့ဖယားသခင်နဲ့မိတ္တဟာယဖွေဖို့လိုတယ်အဲ့ဒီမိတ္တဟာယဖွေမယ်ဆိုရင် the laws of or the spirits of the laws is present there is freedom amen ဒီကိုခန်းကြီးတုံးစခွန်ထဲမှာတွေ့ရပါတယ်ဆိုတော့ထိုင်ခင်ဖယားဤဝိညာဉ်တော်ရှိတော်အရင်၌လွတ်လပ်မှုရှိတယ်ဆိုတာလွတ်မြောက်ခြင်းချမ်းသာခြင်းကိုရှိတယ်ဆိုတဲ့အရာဒီပေါ့နော်ကျွန်တော်ပြောချင်ပါတယ်ဒါကြောင့်ယုံကြည်တော်သူဒီကြားနာဖို့လုံးဟာဖယားသခင်ရဲ့နှုတ်ကပတ်တော်ဟာအမတန်မှအရေးကြီးတယ်ဆိုတဲ့အရာဒီကိုပြောရှင်းနေတာဖြစ်ပါတယ်ဒါကြောင့်တိရှုလို့အမှုတစ်ကိုငါပြုမယ်ယခုပေါ်လာပြီးတင်းတို့ဒီအမှန်တရားကြလိမ့်မယ်အာမင်အမှုတစ်ဒီကဖယားပဲဖြစ်ပါတယ်နှုတ်ကပတ်တော်ပဲဖြစ်ပါတယ်တင်းတို့အမှန်တရားလိမ့်မယ်အဲ့ဒီနှုတ်ကပတ်တော်နဲ့မွေးလော်ခြင်းအဖြစ်အဲ့ဒီဖယားစကားတော်ကိုနားထောင်ခြင်းအဖြစ်အဲ့ဒီအမှုအတစ်ကိုပြုပေးနေတာဖြစ်ပါတယ်ထိုတရားစကားကိုတွေ့ရတော့သူတို့ဒီအသက်ချင်းချင်းတကူလုံးကြားမှချင်းကိုတွေ့ရကြတယ်တဲ့
တကူလုံးကြားမှာချင်းရှေတော့အသက်ပြောင်းလဲခြင်းကြွေဝခြင်းနဲ့ပြီးဆုံးခြင်းကိုရရှိခံစားမှာဖြစ်ပါတယ် Amen ဒါကြောင့် the joy of the Lord is your strength ဖယား၌ဝမ်းမြောက်ခြင်းဒီကျွန်တော်တို့ရဲ့ခွန်အားဖြစ်တယ်ဖယား၌ဝမ်းမြောက်လေလေဝိညာဉ်ရဲ့ဘက်မှာခွန်အားရှိလေလေပဲဖြစ်ပါတယ်အာမင်ဖယား၌ဝမ်းမြောက်လေလေအမှုတစ်နိုးထမှုဒီကိုလည်းဖြစ်စေနေတာဖြစ်ပါတယ်အဲ့ဒီဖယားရဲ့ဝမ်းမြောက်ခြင်းကပါလဲမနေ့ပိုင်းနိုးထလာတဲ့ခါမှာနာနဲ့တိုက်ခယူနာတိကိုခန်းစားရတယ်ဖယားရဲ့တစ္ဆာတော်ဒီဟာအိုးဘလောက်ဒီကောင်းမြတ်တယ်လေကြီးမြတ်တယ်လေဆိုတာတိမြင်စရာဖြစ်ပါတယ်ကိုရောကိုမျောလင်းတော်သူနဲ့ကိုရောကိုခြာတော်သူဒီစိတ်ဝိညာဉ်အားသာရဖျားဒီဂျေစုပြုတော်မူ၏အာမင်ဟာလေလုယာအာမင်ဆိုတော့နောက်ဆုံးအနေနဲ့ပြောချင်တဲ့အရာကဘာလဲဆိုရင်ဒီအရာအားလုံးက I can do all things through him who give me strengthငါကိုခွန်အားနဲ့ပြီးဆုံးစေတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအရာတို့ကိုငါတတ်ဆွမ်းနိုင်၏ကျွန်တော်တို့အားဖြင့်မဟုတ်တော့ဘူးခရစ်တော်အားဖြင့်သူရဲ့နှုတ်ကပတ်တော်အိုကိုရောနဲ့မိထားရဖွင့်နေတဲ့အရာမှာအဲ့ဒီစကားတော်ကကျွန်တော်တို့အသက်တာထင်း၌တိုးဝင်လာတဲ့အခါမှာအဲ့ဒီနှုတ်ကပတ်တော်နဲ့အဲ့ဒီစကားတော်အားဖြင့်ခတ်သိမ်းသောအမှုကိုငါတို့တတ်ဆွမ်းနိုင်လေဆိုတဲ့အရာချင်းပေါ်လူကပြောနေတာဖြစ်ပါတယ်ချင်းပေါ်လူသူ့ရဲ့အသက်တာအဖြစ်မဟုတ်တော့ဘူးခရစ်တော်အဖြစ်ခတ်သိမ်းသောအရာတို့ကိုငါတတ်ဆွမ်းနိုင်ပြီလို့ပြောနေတာဖြစ်ပါတယ်ဒါကြောင့်ထိုတရားစကားကိုတွေ့ရတော့သူတို့ဒီဘာလဲတကိုယ်လုံးချမ်းမှာချင်းကိုပေးနေတာဖြစ်ပါတယ်ဆိုတော့ငါနဲ့ခွန်အားနဲ့ပြီးဆုံးနေတော့ခရစ်တော်အဖြစ်ခတ်သိမ်းသောအရာတို့ကိုငါတတ်ဆွမ်းနိုင်တယ်လို့ပြောနေတာဖြစ်ပါတယ်ဆို2026အားဖြင့်ခတ်သိမ်းသောအမှုတို့ကိုငါတတ်ဆွမ်းနိုင်သည်လို့မပြောဘူးနော်ခရစ်တော်အားဖြင့်ခတ်သိမ်းသောအရာတို့ကိုငါတတ်ဆွမ်းနိုင်တယ်2026မှာငါတွားရမယ့်အလားနိုးထမှုအရာအလုံးဟာခရစ်တော်အားဖြင့်ငါတတ်ဆွမ်းနိုင်တယ်လို့ဝန်ခံကြည့်ပါအာမင်ဖယားသခင်ကအတ္တတော်အတ္တကိုပေးမှာဖြစ်ပါတယ်ဆိုတော့ယေရှုမှာပါပဲနဲ့ဘာမှလုံးမရပါနှုတ်ကပတ်တော်မတိဘဲနဲ့ဘာမှမတိုးတက်နိုင်ပါယေရှုရှိရင်အရာခတ်တဲ့ကျွန်တော်တို့တတ်ဆွမ်းနိုင်တယ်အာမင်ဘာဖြစ်လို့လဲထိုသူဟာကျွန်တော်တို့ရဲ့အရာခတ်တဲ့ဖြစ်တယ်အာမင်သူ့ကိုကျွန်တော်တို့အားကိုလိုက်တာနဲ့သူ့ကိုယုံကြည်လိုက်တာနဲ့သူ့ရဲ့စကားကိုနားထောင်လိုက်တာနဲ့သူ့ရဲ့အလိအလာကိုတီးလိုက်တာနဲ့ကျွန်တော်တို့ရဲ့ခွန်အားကျွန်တော်တို့ရဲ့နိုးထမှုဖြစ်စေတာဖြစ်ပါတယ် Amen with God all things are possible ဖယားပါရင်အရာအားလုံးကငါတို့တတ်ဆွမ်းနိုင်တာဖြစ်ပါတယ် Amen ထာဝရဘုရားကိုစိတ်နှလုံးအကျွေးမဲ့ကိုးစားလို့ကိုဉာဏ်ကိုမှုန်ပြုနဲ့တွားလီယာယာ၌ထာဝရဘုရားကိုမျက်မှောက်ပြုဖို့ဖြစ်တယ်ဘာဒီလုံးဘယ်နေရာမှာလဲတွားလေရာ၌လို့ပြောတယ်ဖခင်ရဲ့ကောင်းမြတ်ခြင်းဖခင်ရဲ့မျက်မှောက်တော်၌ရှိဖို့လိုအပ်ပါတယ်ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုအမြဲတမ်းတွေးခေါ်ဖို့အမြဲတမ်းကျွန်တော်တို့အဲ့ဒီနှုတ်ပတ်တော်ကိုဆံငါဖို့လိုအပ်ပါတယ်အာမင်ဒါမှအတားလီကျွန်တော်တို့အသက်တာထင်တဲ့နိုးထမှုကိုဖြစ်စေမှာဖြစ်ပါတယ်ဆိုတော့ your words is the lamp for my feet the light on my path နှုတ်ကပတ်တော်ဒီအကျွန်ုပ်၌အကျွန်ုပ်ရှိမှာမီးခွက်ဖြစ်၍အကျွန်ုပ်လမ်းခရီးကိုလင်းစေတော်မူတယ်ဣသရေလလူမျိုးဒီမောရှေကဖာရောဘုရင်ရဲ့အီဂျစ်ပြည်ကနေရွေးနှုတ်လာတဲ့အခါမှာဖယားကိုတိုင်ကညမှာပါလဲမီးတိုင်အားဖြင့်နေ့မှာဆိုရင်မိုးတိမ်တိုင်အားဖြင့်လမ်းပြနေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့တွားလေရာ၌လှုပ်လေရာ၌အဲ့ဒီနှုတ်ကပတ်တော်အမတမအရေးကြီးတယ်အဲ့ဒီနှုတ်ကပတ်တော်ကပဲကျွန်တော်တို့ရဲ့အသက်တာထင်တာကျွန်တော်တို့ရဲ့အတိုင်းအဝိုင်းမှာနိုးထမှုဖြစ်စေတာဖြစ်ပါတယ်ဆိုတဲ့အရာဒီပေါ့နော်ပြောချင်ပါတယ်နောက်ဆုံးအနေနဲ့
Come near to God and he will come near to you ဖယားသခင်၌ချင်းကပ်ကြလောတုတ်ပြုတ်လင်တင်တို့၌ချင်းကပ်တော်မူလိမ့်မည်အာမင်ကိုပြုတော်အမှုတို့ကိုသာဝရဘုရား၌အနံဖို့ဖြစ်တဲ့တုတ်ပြုတ်လင်တင်းဤအကြံအစီတို့တည်လိမ့်မည်အာမင်မြေကြီးအရာတွေကိုဆွေးလန်းဖို့မဟုတ်တော့ဘူးအထက်အရာတွေကိုဆွေးလန်းဖို့ဖြစ်တယ်ဆိုတဲ့အရာတွေကိုပေါ့နော်နောက်ဆုံးအနေနဲ့ပြောချင်ပါတယ်ဒါကြောင့်မြေကြီးအရာကိုဆွေးလန်းမဆိုရင်ပူပန်ခြင်းကိုပေးတတ်ပါတယ်ဆိုတော့အထက်အရာကိုဆွေးလန်းရင်ဝမ်းမြောက်ခြင်းကိုပေးနေတာဖြစ်ပါတယ်နိုးထမှုကိုပေးနေတာဖြစ်ပါတယ်ဒါကြောင့်2026ဖြစ်လို့နိုးထမှုဖြစ်မှာမဟုတ်ပါဘူးခရစ်တော်ရဲ့အထည်၌ရှိမှသာလျှင်နိုးထမှုကိုရောက်ရှိလာမှာဖြစ်ပါတယ်ယုံကြည်တော်သူရဲ့အတ္တတာထဲ၌နိုးထမှုဖြစ်စေတဲ့အရာတွေကဖယားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်ဖယား၌ချစ်ရှင်ပဲဖြစ်ပါတယ်ဆိုတဲ့နှုတ်ကပတ်တော်နဲ့ခွန်အားပေးရှင်တာဖြစ်ပါတယ်။ဂျာနာနေတော့ယုံကြည်တော်သူအရောက်စီတိုင်းဘုရားသခင်အသက်ဖန်ကောင်းကြီးပေးပါစေ။